Flyweight Champion အနေနဲ့ခေါင်းပွဲကစားတယ်ဆိုတာဂျိုရှော့ဘန်ရဲ့ကြီးကျယ်ခမ်းနားမှုနဲ့ပျော်ပြမှုကို UFC ကအတိအမှတ်ပြုလိုက်ကြပြီ။မြန်မာပြည်ကောင်းဆောင်ချင်းလူငယ်ဖိုင်တာဂျိုရှော့ဘန်ဟာလာမယ့်စက်တင်ဘာ19ရက်နေ့မှာကယ်လီဖိုးနီးယားပြည်နယ်လော့အန်ဂျယ်လက်မြို့ Crypto.com Arena မှာကျင်းပမယ့် UFC 3-1 ပြိုင်ပွဲကြီးမှာခေါင်းပွဲအဆင့်ဖြင့်ချန်ပီယံဟောင်းလန်ဆနာဘန်တို့ဂျာနယ်မကြေပွဲရှင်ပြိုင်ထိုးသက်သွားမှာတည်ကြသွားခဲ့ပါပြီ။အသက်24နှစ်အရွယ်ဘန်တော်ဒါသူ့ရဲ့ကစားမပွားမှာသမိုင်းဝင်စံချိန်တစ်ခုကိုတင်လိုက်ကြပဲပါရင်UFC ရဲ့သမိုင်းတစ်ချောင်းမှာ Flyweight တန်းပွဲအဆင့်တွေကကမ္ဘာအဆင့်ပြိုင်ပွဲကြီးတွေမရှိမဖြစ် main event ခေါင်းပွဲအဆင့်အပြင်သတ်မှတ်ခံရဖို့ဆိုတာအလွန်တရာမှခက်ခဲလာပြီးရှောင်းပါလွန်လာတဲ့အခွင့်အရေးတစ်ခုပါရင်ပေါ်ပန်အဖြစ် UFC ဘောအခွင့်နဲ့ဒန်နာဝိုင်းတို့ဟာကြီးစုသူပရိသတ်အများဆုံးဆွဲဆောင်နိုင်တဲ့ Heavyweight ကမ္ဘာ့middleweight lightweight တန်းလို့ပွဲအဆင့်တွေကိုပဲ main event အဖြစ်ဦးစားပေးရထားတဲ့ရှိကြတာပါFlyweight တန်းကပွဲအဆင့်တစ်ခုအနေနဲ့ main event နေရာကိုရရှိဖို့ဆိုရင် Super Fighter ဟာပရိသတ်ကိုဆွဲဆောင်နိုင်စွာအပြည့်ရှိအောင်နေမကပဲထိုးသက်ဟန်ကွင်းနေဆွမ်းဆောင်ရည်ကလည်းအများအားပျော်ပြမှုကောင်းနေဖို့လိုပါတယ်ဒီနေရာမှာဘန်ဟာမေဂျာစိန့်စပီယာဂေမီထရီနီယာဂျွန်ဆင်လို့လိုမျိုး Flyweight တန်းကနဝင်ရဲ့အဆင့်အတန်းမျိုးစီတလန်းနိုင်ကြောင်းနဲ့ UFC ရဲ့မနက်ပုံးစားဖြစ်လာကြောင်း